မျိုးတွေတော့ဖွင့်နေဒီမှာပြမယ်နော်ဒီကောင်ကဘလို့အချစ်လေးရှိတယ်ဆိုတော့ဒီအချစ်လေးနဲ့အောက်ကြားတဲ့ဟာကိုရှာရမယ်ဒီလိုမျိုးအောက်ထိကြားတဲ့ဟာပဲနံပါတ်၄ဆိုတာဒီကောင်ကโอเคနံပါတ်၈မှာဒီအချစ်လေးနဲ့နော်ဒီအထီးလေးနဲ့ဒီအဆက်အထီးလေးနဲ့အောက်ထီးကြတဲ့နံပါတ်ကိုရှာရမယ်အခုကနံပါတ်၈ကိုကြာပြီဆိုတော့နံပါတ်၈ကြာပြီဆိုတော့ဒီနံပါတ်၈ကိုထားမယ်ပြီးတော့ဒီဖက်ဟာဒုတိယ line ကိုပြန်ဆမ်းမယ်ဆမ်းပြီးတော့ okay နံပါတ်4မှာပြန်ကြပြီဒီအဆက်လေးနဲ့နော်ဒီအဆက်လေးနဲ့နံပါတ်4မှာကြာပြီဆိုတော့နံပါတ်8မှာကြာပြီအခုဒီဖက်မှာပြန်ဆမ်းမယ်သူက၄ line ရှိတယ်ဆိုတော့โอเคဒီမှာနောက်ထပ်3 line မှာနံပါတ်5မှာကြာပြီနံပါတ်5မှာကြာပြီဆိုတော့နောက်တစ် line ပြန်သွားမယ်โอเคနံပါတ်7ဒီမှာနံပါတ်7ဆိုတော့ဒီကောင်မှတ်ထားမယ်8 4 5 9 okay ပြီးတော့4 line ဆိုတော့မိသွားတယ်ဒီမှာတစ် line လူတည်တယ်ဆိုတော့ကဲခုဒီကောင်က8 4 5 9ဆိုတော့ဒီမှာရေးထားလိုက်ပြီ8 4 5 9ဆိုတော့8 4 5 9ရေးမှတ်ထားပြီးပြီဆိုတော့ဒီကောင်ကိုထည့်ပြရမယ်နံပါတ်5 လုံးထိပေါ့နော်5 လုံးထိဆိုရင်ဒီမှာ8ရယ်9 5ဆိုတော့5ပတ်လဲ5ခေါက်လဲရမှာဆိုတလိုင်း5 9 10 1 2 3 1 2 3 4 5ဆိုတော့ဒါဖြစ်မလဲဆို3ဒီမှာ3ဖြစ်မယ်နော်ဒီကောင်5ခေါက်လဲလိုက်ရင်ဒီမှာ3ရပြီပြီးတော့ဒီဖက်4ရနဲ့အပေါ်စရည်မယ်ဆိုရင်1 2 3 4 5ဆိုတော့9ကြတယ်9ပြီးတော့5နဲ့အပေါ်ကို5ခေါက်ရည်မယ်ဆိုပါကြမလဲဆို5 6 9 10ဆိုတော့3ရလာမယ်နော်ဒီမှာ3ရโอเคပြီးတော့ခွန်ကနဲ့အပေါ်ဆက်ရည်မယ်ဆိုရင်ခွန်ကနဲ့ဆိုရင်ခွန်8 9 10 1နှစ်ဆိုတော့နှစ်လာမယ်ဒီမှာ3 9 3ရနှစ်ဒီကောင်အခုဖွင့်လို့မရသေးဘူးနော်မရပြင်မဲ့အခုကျွန်တော်3 9 3ရနှစ်ကို5ခေါက်5 1 2 3 4ပြီးတော့5โอเคပြီးတော့1 2 3 4 5ဆို3ရလာမယ်ပြီးရင်1 2 3 4 5ဆိုရင်နှစ်လာမယ်โอเคအဲ့ဆိုတော့ဖွင့်လို့ရပြီကဲမျိုးတို့တော့ဖွင့်ပညာပေါ့နော်ကျေးဇူးတင်ပါတယ်သူရဲ့နီးရမှာပေါ့နော်